ဖျားရှင်ကျေးဇူးတော်ချီးမွမ်းပါတယ်ကျေးဇူးတော်ကြောင့်ဖျားသခင်မြတ်မောက်တော်တိုးဝင်ခွင့်ဆုတောင်းခွင့်ရတဲ့မှာဖျားသခင်ကျေးဇူးတင်တယ်ကျွန်တော်တို့အရင်တော့ယုံကြည်သူစဖြစ်ခါစားတော့ကျွန်တော်ကြားဖို့တဲ့ဟာနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကဆုတောင်းဖို့ရန်မလိုဘူးဆိုတဲ့ဟာကျွန်တော်တခါညှင်းဖို့ပါတယ်ဆိုတော့ကျွန်တော်ကြံတော့ဗာပြောလဲဆိုတော့ကိုထက်ကြည့်တဲ့လူတွေလာဆုတောင်းပေးတဲ့ခါကျတော့ကျွန်တော်ကစိတ်ထဲအဲ့လိုပြောတာဟုတ်တဏှတ်ဆိုတာလို့လူကြီးပြစ်လဲရတာပဲလေကလေးပြစ်လဲရတာပဲဆိုပြီးတော့အဲ့ဒါဒီလိုပါပဲတဏှတ်ပြစ်တယ်လို့ပဲကျွန်တော်ကအဲ့လိုခံယူတာဟုတ်ကျွန်တော်တို့ကဖခင်သခင်ယေရှုခရစ်တော်ယုံကြည်ပြီးတာနဲ့မှုတော်ဆောင်ကြီးလာဆုတောင်းပါမဟုတ်ကျွန်တော်တို့ကိုယ်တိုင်ဆုတောင်းလိုက်ရပဲဆိုပြီးတော့ကျွန်တော်ခံယူခဲ့ပါတယ်ဒါပေမဲ့ဒီမှာနှုတ်ကပတ်တော်ကပြောထားဆိုတော့ပေါလုကိုယ်တိုင်ကရှင်ပေါလုကိုယ်တိုင်ကသူထောင်ထဲနေပြီးတော့သူကပြောတာတွေ့ရတယ်ဆိုတော့အိဖက်သင်းတော်ကိုထောင်ထဲနေပြီးပြောလဲဆိုတော့ညတို့လည်းပြန်လာဆုတောင်းကြပါတဲ့ပြီးလို့ရှိရင်ငါတို့လည်းဆုတောင်းပေးပါဆိုတဲ့ဟာပြောတာတွေ့ရတဲ့ခါကျကျွန်တော်တို့ယူဆတဲ့ဟာကျွန်တော်တို့ရင်တော့အတွေးခေါ်တွေကမှားနေတယ်ကျွန်တော်တို့ကိုအမြဲတမ်းတယောက်ကိုတယောက်ဆုတောင်းပေးဖို့လိုသလိုကျွန်တော်တို့ဘယ်လောက်ပဲကြည်မြတ်နေပါစေဘယ်လောက်ပဲဝိညာဉ်ရေးရမှာရင့်ကျက်နေတဲ့တကယ်ရင့်ကျက်တဲ့ပေါလုတော်မှတကယ်ဖျားသုံးနေတဲ့ပေါလုတော်မှသူ့အတွက်ဆုတောင်းပေးပါဆိုပြောလာတဲ့ခါကျတော့ဒီနှုတ်ကပတ်တော်နဲ့ကျွန်တော်တို့ရင်တော့ခံယူထားတဲ့ဟာတွေနဲ့လွဲတဲ့ဟာလေးမှာခုချိန်မှာပြန်ပြီးသိရတဲ့ခွင့်ကိုပေးတဲ့အတွက်ကြောင့်ဘုရားသခင်ကိုကျေးဇူးတင်သလိုကျွန်တော်နှုတ်ကပတ်တော်နဲ့လည်းပဲဒီမှာရှိတဲ့လူတွေဖြစ်စေ online ရဲ့လူတွေ online ရဲ့လူတွေဖြစ်စေကျွန်တော်ခွန်အားပေးဖို့ဖြစ်လာတယ်ဆိုတော့အမြဲတမ်းဗမာပြည်ရဲ့လည်းပဲကျွန်တော်ရဲ့အမျိုးတွေပဲကျွန်တော်ကိုဆုတောင်းပေးသလိုဒီမှာလည်းပဲပါစတာလည်းပဲအမြဲတမ်းဆုတောင်းပေးတယ်သင်ထောက်တွေကဆုတောင်းပေးတဲ့အတွက်ကြောင့်ဘုရားသခင်ကိုကျေးဇူးတင်သလိုဒီမှာဆုတောင်းပေးတဲ့လူတွေလည်းပဲထူးပဲကျေးဇူးတင်တယ်ဆိုတော့ရှင်ပေါလုပြောတဲ့စကားအိဖက်ထဲမှာရေးထားတွေ့ရပါတယ်အိဖက်ထဲမှာအိဖက်6ငယ်16မှာပြောတာကာလအစဉ်စိတ်နှလုံးပါလျက်ဆုတောင်းပါဒနာပြုခြင်းအမျိုးမျိုးတို့ဖြင့်ဆုတောင်းကြလောတဲ့ဘောလူကနေပြီးတော့ထောင်ထဲနေပြီးတော့သူတို့ခွင့်ပြောနေတာတွေ့ရတယ်ထောင်ထဲနေပြီးတော့ထောင်ကြရင်နဲ့သူရဲ့အိဖက်သင်းတော်ကိုပြောနေတာတွေ့ရတယ်ကာလအစဉ်မြဲစိတ်နှလုံးပါပြီးဆုတောင်းကြပါတဲ့ဆုတောင်းပါဒနာပြုခြင်းအမျိုးမျိုးတို့ဖြင့်ဆုတောင်းကြလောတဲ့ထို့သို့ဆုတောင်းခြင်းဟာအာမလျော့ပဲလျက်ငါမှစ၍ဆိုတာရေးထားတယ်ငါအတွက်လည်းဆုတောင်းပေးပါလို့ရေးထားတွေ့ရတယ်အဲ့ဒါကြောင့်ကျွန်တော်တို့ကိုထက်ကြီးတဲ့လူဖြစ်စေငယ်တဲ့လူဖြစ်အမြဲတမ်းကျွန်တော်နှိမ့်ချတဲ့စိတ်နဲ့ဆုတောင်းပေးဖို့တယောက်ကိုတယောက်ဆုတောင်းပေးဖို့လိုအပ်တယ်လို့ကျွန်တော်တို့လည်းပဲအမြဲတမ်းဆုတောင်းပေးဖို့လိုအပ်တယ်ဆိုတာဒီမှာရေးထားတွေ့ရတယ်ပေါလုကိုယ်တိုင်ကငါမှစ၍တဲ့တန်ရှင်းသူအပေါင်းတို့အဖို့ဆုတောင်းလျက်စောင့်ရှောက်ကြလောဆိုတာရေးထားတွေ့ဆိုတော့ပြောချင်တာပေါလုကထောင်ထဲရောက်နေကြီးမှာရောက်နေတဲ့အခါမှာငါအတွက်လည်းဆုတောင်းပေးပါဆိုတာတွေ့ရတယ်ဆိုတော့ကျွန်တော်ခုနပြောတဲ့ဟာအယူဆတွေကမှားနေတယ်တဏှဆိုတာလူကြီးပြစ်လဲထွက်တာပဲကလေးပြစ်လဲထွက်တာပဲကျွန်တော်တို့အတွက်ပြောချင်တာငါဆုတောင်းလို့ရတယ်ငါဆုတောင်းပေးစရာမလိုဘူးဆိုရယ်မာနတွေကျွန်တော်အတွေးခေါ်တွေကမှားနေတဲ့ခါကျတော့ဒီနှုတ်ကပတ်တော်နဲ့ပြန်ပြီးတော့ချိန်ဖို့ရန်ဖြစ်လာတယ်အဲ့ဒါကြောင့်ဒီမှာဆက်ဖတ်ကြည့်တဲ့ခါကျတော့19-20မှာဘာရတာငါသည်လေဧဝံဂေလိတရားကြောင့်တန်ကြိုးနှင့်ချီနှောင်ခြင်းကိုခံလျက်တဲ့ဧဝံဂေလိတရားဟောတဲ့ခါကျသူချီနှောင်ခြင်းခံပြီးထောင်ထဲမှာရှိတဲ့ချိန်မှာလူသူရဲ့အိဖက်သင်းတော်သူကနေပြီးခွင့်ပေးတာပြောနေတာတွေ့ရတယ်ငါသည်ဧဝံဂေလိတရားကြောင့်တန်ကြိုးနှင့်ချီနှောင်ခြင်းကိုခံလျက်တန်တမန်အမှုကိုပြုသည်ဖြစ်၍ထိုတရားဤနည်းနည်းသောအရာကိုဖော်ပြခြင်းကငါသည်နှုတ်ကိုရဲရင်စွာဖွင့်ပြခြင်းအခွင့်ရှိမိအကြောင်းကို၎င်းထိုတရားကိုဟောပြောအပ်သည်နှင့်အညီရဲရင်စွာတော့ဟောပြောမိအကြောင်းကို၎င်းငါအဖို့လဲဆုတောင်းကြလောဆိုတော့ဘောလူကသူ့အတွက်လဲဆုတောင်းပါတဲ့ထောင်ထဲနေပြီးတော့ငါဧဝံဂေလိတရားကြောင့်ငါထောင်ကျနေတယ်ငါအတွက်လဲဆုတောင်းပေးပါဆိုတာရေးထားတွေ့ရတယ်အဲ့ဒါကြောင့်အဲ့ဒါနဲ့ပတ်သက်ပြီးလို့ရှိရင်ကျွန်တော်တို့ဆုတောင်းတဲ့ခါကျတော့ဘလို့ဆုတောင်းရမလဲကျွန်တော်တို့ကယေရှုခရစ်တော်ရဲ့နာမတော်မပါလို့ရှိရင်ကျွန်တော်တို့ကဆုတောင်းတာအဖြေမရနိုင်ဘူးအဲ့ဒါကြောင့်ယေရှုခရစ်တော်ဖြေယေရှုခရစ်တော်ကိုကျွန်တော်တို့ဂျာခံနေတဲ့ဖခင်မဲတော်နာမတော်ကိုတိုင်တယ်ပြီးလို့ရှိရင်သူ့ရဲ့သားရဲ့နာမနဲ့ဆုံးသတ်မှာဖြစ်တယ်ဆိုတာလည်းရေးထားတွေ့ရတယ်တိမောသေခန်းကြီးနှစ်တိခန်းကြီးနှစ်ငယ်9မှာဘာရေးထားဆိုတော့ဖယားသခင်တဆူရဲရှိတော်မူ၏တဲ့ဖယားသခင်နှင့်
လူတို့ဤစကြမှာလဲလူဖြစ်သောယေရှုခရစ်ဒီဟုသောအာမခံတူရှိတယ်တဲ့ဆိုတော့ပြောချင်တာကျွန်တော်တို့ဖယားနဲ့ကျွန်တော်တို့လူကြားထဲမှာအာမခံဆိုတဲ့ယေရှုခရစ်တော်ရှိတဲ့ခါကျတော့ယေရှုခရစ်တော်ရဲ့နာမတော်မပါဘဲနဲ့ဆုတောင်းတဲ့ခါကျတော့ဖယားသခင်နာမညံဘူးအဖြေမပေးဘူးဆိုတာတွေ့ရတယ်အဲဒါကြောင့်ရှင်းလေးရေးထားပါလားဒီမှာတိနှစ်ခန်းကြီး9ဒေကြီးခန်းကြီး2ငယ်9ထဲမှာသူရဲ့သားတော်ရဲ့နာမတော်ကိုသုံးပြီးသားလျင်ကျွန်တော်တို့ကဆုတောင်းဖို့လိုအပ်တယ်အဲ့ဒါမှသာလျင်ဘုရားသခင်ကဖြည့်ပေးတယ်ဆိုတာတွေ့ရတယ်အဲ့ဒါကြောင့်ကျွန်တော်တို့ဘောလူတဲ့ဆုတောင်းပြီးဖြစ်စေကျွန်တော်တို့အချင်းချင်းယုံကြည်သူချင်းချင်းဆုတောင်းတာဖြစ်စေအမြဲတမ်းကျွန်တော်ဆိုရင်စင်ပေါ်တက်တာနဲ့အမြဲတမ်းဖဖျားကျေးဇူးတင်တယ်ဆိုတော့ကျေးဇူးတင်ကြောင်းပြောပြီးလို့ရှိရင်ဆုံးသက်မှာကျွန်တော်ယေရှုခရစ်တော်ရဲ့ကြည်မြတ်တဲ့နာမနဲ့ဆုတောင်းပါတယ်ဆိုတော့ဟာကျွန်တော်အမြဲတမ်းပြောပါတယ်ဆိုတော့ဒီမှာကျမ်းစာနဲ့အငြင်းကျွန်တော်ဆုတောင်းတဲ့အခါမှာလည်းယေရှုခရစ်တော်ရဲ့နာမတော်သူ့သားရဲ့နာမတော်ကိုမထည့်လို့မရပါဘူးဆိုတော့ဒီမှာဖခင်မဲ့တော်သားတော်တန်ရှင်တော်ဝိညာဉ်တော်ဆိုသုံးချင်းသည်ကျွန်တော်တို့ကဘာဦးကျမ်းမှာပညာတရားကျမ်းမှာဖခင်မဲ့တော်သားလင်ဖရာသခင်သားလင်ဥဆောင်တဲ့တခါကျတော့ဖရာသခင်ရဲ့နာမကိုသုံးထားတာဖြစ်တယ်ပြီးလို့ရှိရင်ပညာတိကျမ်းပြီးလို့ရှိရင်ယေရှုခရစ်တော်ပေါ်လာတဲ့ခါကျတော့ယေရှုခရစ်တော်ရဲ့နာမတော်ကိုသုံးထားတာဖြစ်တယ်ဆိုတော့ယေရှုခရစ်တော်ကောင်းကင်တက်ပြီးတဲ့နောက်ပိုင်းမှာတန်ရှင်းသောဝိညာဉ်တော်သုံးထားတာတွေ့ရတယ်ဆိုတော့အဆင့်ဆင့်ကျွန်တော်တို့ဖခင်မဲတော်အကြည့်သူတို့သားတော်ပဲလေဖြစ်သူတို့တန်ရှင်းသောဝိညာဉ်တော်ကနောက်ဆုံးဖြစ်နေတယ်လို့ကျွန်တော်တို့ခံယူမဟုတ်ပါဘူးကျမ်းစာထဲမှာသူ့ရဲ့အစဉ်အတိုင်းကဖခင်မဲတော်ဆိုတဲ့ကဘာဦးစတဲ့ကနေပြီးတော့ဖခင်မဲတော်နဲ့စလာတဲ့အခါကျတော့ဖခင်မဲတော်သုံးတယ်ပြီးတော့ယေရှုခရစ်တော်ပေါ်လာပြီးနောက်ပိုင်းမှာယေရှုခရစ်တော်သုံးတယ်ယေရှုခရစ်တော်ကောင်းကင်တက်ပြီးတဲ့အခါမှာတန်ရှင်းသောဝိညာဉ်တော်သုံးတယ်ဆိုတဲ့ဟာလည်းပဲသိရတာဖြစ်တယ်အဲဒါကြောင့်တမန်တော်ထဲမှာလည်းဗာရေးထားဆိုတော့ယေရှုခရစ်တော်ကိုသုံးပြီးတော့ပေါလုကတကိုးနဲ့သက်ရှင်တဲ့ခါကျတော့ပေါလုလိုပဲတကေဝသားတွေကနေပြီးတော့လိုက်ပြီးတော့ပေါလုလိုငါလည်းတကိုးပြမယ်ဆိုလိုက်ဆူတောင်းတဲ့ခါကျတော့တကယ်ဆူတောင်းပြီးတော့လှုပ်တဲ့ခါကျတော့ယေရှုကိုငါသိတယ်လေပေါလုငါသိတယ်နင်တို့ကဘယ်လိုလဲဆိုတော့နတ်ဆိုးကနှိပ်စက်ပြီးတော့သူတို့ကဝတ်မပါပဲထွက်ပြေးတယ်ဆိုတာတွေ့ရတယ်ပြောချင်တာယေရှုခရစ်တော်ကိုလွယ်သုံးစားလုပ်ပြီးတော့ရှင်ကျွန်တော်တို့သုံးလို့လည်းမရဘူးအမြဲတမ်းယေရှုခရစ်တော်နဲ့မိသားဖွဲ့ဖို့လိုတယ်ဆုတောင်းဖို့လိုအပ်တယ်ဆိုတော့တကေဝသားတွေကပေါလုလှုပ်သူတို့လိုက်လှုပ်တဲ့ခါကျတော့သူတို့ကနတ်ဆိုးကနေပြီးတော့ယေရှုငါသိတယ်ပေါလုငါသိတယ်နင်တို့ကဘယ်ကလူတွေဆိုပြီးတော့ပြောချင်တာယေရှုခရစ်တော်နဲ့ဆုတောင်းခြင်းမရှိမိသားဖွဲ့ခြင်းမရှိဘဲနဲ့လှုပ်တဲ့ခါကျတော့နတ်ဆိုးဆွဲတဲ့ခါကျတော့ဒုက္ခတွေအကြီးကျယ်ရောက်တာဆိုတာတွေ့ရတယ်အဲကြောင့်ယေရှုခရစ်တော်နဲ့လည်းပဲကျွန်တော်မြဲတမ်းမိသားဖွဲ့ဖို့လိုအပ်တယ်ဆိုတာပြောပြခြင်းနဲ့အဲဒါဆူတောင်းတဲ့ခါမှလည်းပဲကျွန်တော်တက်တာပါမြဲတမ်းယေရှုခရစ်တော်နာမတော်များနဲ့ဆူတောင်းမယ်ဆိုတာပြောပြခြင်းနဲ့ပြီးရင်နောက်တစ်ချက်ကယောမထဲမှာရေးထားတယ်ယောမ14ထဲမှာယောမ14ငယ်8ထဲမှာဗာရေးထားဆိုတော့ခဏလေးနော်သက်ရှင်သည်ဖြစ်စေသေသည်ဖြစ်စေဖရာသခင်အဖို့လိုငါဖြစ်တယ်တဲ့ဆိုတော့ကျွန်တော်တို့တက်တာမှာဖရာသခင်ဖို့သက်ရှင်ဖို့လိုအပ်တယ်ဆိုတဲ့ဟာကိုဒီမှာကျွန်တော်ခဏဖတ်ကြည့်မယ်ယောမခန်းကြီး14ငယ်ရှိမှာအသက်ရှင်လျင်သခင်ဖရာဖို့လိုငါရှင်၏တဲ့သေလျင်လဲသခင်ဖရာဖို့လိုငါသေ၏ထို့ကြောင့်အသက်ရှင်သည်ဖြစ်စေသေသည်ဖြစ်စေသခင်ဖရာဆိုင်တော်မူ၏အကြောင်းမူကားခရစ်တော်သည်သေသောသူတို့ကို၎င်းရှင်သောသူတို့ကို၎င်းဆိုရသောအရှင်ဖြစ်စေလိုသောငါသေခံ၍ခံပြီးမှသက်ရှင်ပြန်တော်မူ၏ဆိုရေးထားတယ်ဆိုတွေ့ရတယ်ဆိုတော့ကျွန်တော်သက်ရှင်တဲ့အခါဖြစ်စေသက်သေတဲ့အခါဖြစ်စေဖရာသခင်ဖို့လုံငါဖြစ်တယ်အဲဒါကြောင့်ယောမခန်းကြီး7ငယ်36မှာလည်းဗာပြောတယ်ခတ်သိမ်းသောယာတို့သည်ကိုတော်အားဖြစ်၎င်းကိုတော်ထဲက၎င်းကိုတော်အားဖြစ်၎င်းကိုတော်အဖို့လုံငါ၎င်းဖြစ်တယ်တဲ့ကျွန်တော်ရဲ့သက်ရှင်ခြင်းဟာကိုတော်တွက်ပဲဖြစ်တယ်ဆိုတဲ့ဟာလည်းပဲစိတ်နှလုံးထဲမှာထားဖို့လိုအပ်တယ်ကျွန်တော်ရဲ့ဇာတိတွေအားဖြင့်ကျွန်တော်သက်ရှင်ပြီးလို့ရှိရင်ဆုတောင်းရင်လည်းဘုရားသခင်မပေးပြန်ဘူးဆိုတာတွေ့ရတယ်အဲဒါကြောင့်ကျွန်တော်အမြဲတမ်းဆုတောင်းတဲ့အခါမှာဘုရားသခင်ဘုံတော်အတွက်ဘုရားသခင်နိုင်ငံတော်အတွက်ဦးစားပေးပြီးတော့ကျွန်တော်ဇာတိရာနဲ့သက်ရှင်ဖို့မဟုတ်ဘဲနဲ့ဘုရားရဲ့သာသနာပျောက်ဆုံးဝိညာဉ်များကိုရဖို့ရအတွက်အမြဲတမ်းတယောက်ကိုဆုတောင်းပြီးလို့ရှိရင်မေတ္တာထားဖို့လိုအပ်တယ်ဝိညာဉ်တီးကိုးတီးနဲ့အမြဲတမ်းပြည့်ဖို့လိုအပ်တယ်ကျွန်တော်ဇာတိနဲ့ဆုတောင်းတဲ့မြတ်ဘုရားသခင်လည်းဖြည့်မဲ့ပေးဖို့ဆိုတာတွေ့ရတယ်ဆိုတော့ဒီနေ့ကျွန်တော်ဗာပြောပြခြင်းနဲ့ဆုတောင်းတဲ့အခါမှာသားတော်ရဲ့နာမတော်ကိုသုံးပြီးဆုတောင်းပါဆိုလို့ရှိရင်
ကျွန်တော်တို့ကိုကြည်တဲ့လူဖြစ်စေငယ်တဲ့လူဖြစ်တယောက်ကိုတယောက်ဆုတောင်းပေးခြင်းအဖြစ်နှုတ်ကပတ်တော်နဲ့ညီမညီကိုကျွန်တော်စစ်ဆေးကြည့်ပါနှလုံးသားကိုပြင်ဆင်ပါပြီးလို့ရှိရင်နှုတ်ကပတ်တော်နဲ့ညီရဲ့လားခုနပေါလုပြောသလိုပဲပေါလုကတော့သူ့အတွက်ပါဆုတောင်းပေးပါတမန်တော်ကြီးပေါလုသူ့လက်ကဘွားထဲတဲ့ထိတဲ့လူကကြမ်းပါတယ်သူ့ကပန်းကိုထိတဲ့လူကကြမ်းပါတယ်တကယ်တကိုးနဲ့သွားနေတဲ့ပေါလုတောင်မှဆုတောင်းခံတယ်ငါတို့လည်းဆုတောင်းပေးပါဆိုတာပြောတဲ့ခါကျတော့ကျွန်တော်တို့တွေ့လည်းပဲတယောက်ကိုတယောက်ဆုတောင်းပေးဖို့လိုအပ်တယ်ဆိုတာပြောပြချင်တယ်ဆုတောင်းတဲ့ခါမှာလည်းသခင်ယေရှုခရစ်တော်ရဲ့နာမတော်ကိုသုံးပြီးဆုတောင်းတဲ့ခါကျဘုရားသခင်ဖြည့်ပေးမယ်ဆိုတာတွေ့ရတယ်ရောက်စီတိုင်းဖျားရှင်ကောင်းကြီးပေးပါစေ